ကဲဟုတ်ကဲ့ပါဗျာနော်အားလုံးပဲမင်္ဂလာပါလိုက်ထဲမှာကြည်နေတဲ့မိတ်ဆွေတွေကဲဝါနာရှင်တွေဒီနေ့နောက်ဆုံးရက်လေးကဲဟုတ်ပြီတောက်ကြနေမနေ့ခင်းမှာကဲပါလေးတွေထိုးထားတယ်ဗျာနော်ဘာကောင်းလဲဆိုတော့နီကိုဆိုတဲ့ညီလေးအကောင့်ပိုင်ရှင်လေးနော်ဘာကောင်းလဲဆိုတဲ့ကနန်းနော်ကဲဟုတ်ပြီတလုံးပိုင်လေးလည်းပေးမှာမဟုတ်ဘူးထိတ်စီးတစ်ခုလည်းမဟုတ်လို့နောက်ပိတ်တစ်ခုလည်းမဟုတ်ဘူးအရန်လေးပတ်တီးတွေပေးမှာမဟုတ်ဘူးじゃအခုပေးမဲ့ကနန်းကနော်ဘာကောင်းလဲဆိုတာ12နာရီ10မိနစ်ကနန်းကိုပြီးတော့မှမဟုတ်ပါဘူးဗျာနော်ကဲ12နာရီ10မိနစ်ဘာကနန်းလေးထွက်သွားမလဲပုတ်တင်သွားမလဲဆိုတာကိုအားလုံးနဲ့အတူတူကြည်ရင်းနဲ့ကြာပေးထားတဲ့မိတ်ဆွေတွေလည်းရှိတယ်
ရထားတဲ့မိတ်ဆွေတွေ live ထဲမှာရောက်နေပြီဆိုရင် block 4လေးတွေထိုးထားတဲ့ comment လေးတွေထဲမှာကဲပြီးမှန်ထားပြီးဒိုင်လေးတွေတော့ဖြန့်ထိုးခိုင်းထားတယ်ဗျာနော်ကဲညနေခင်း4:30ချန်ရှိနေတဲ့အခွင့်အရေးဒီချိန်တစ်ခါလေးကိုပြီးမှကဲ9:00ဘာထွက်လဲတဲ့9:00ခွဲပါနော်ကဲ9:00ခွဲဟောဒီမဲ့ကဲဟုတ်ပြီနော်မော်ဒန်က3ခွန်အင်တာနက်53ဟုတ်ပြီနော်ကဲဒီမှာတရားလေးကိုကြည့်လို့ရတယ်မြင်ရလားမသိနော်ကဲဟုတ်ပြီဗျာအခုကနန်းကိုပေးမဲ့ကနန်းကညနေခင်း4:30ထိုးရမယ်ကနန်းပါနော်ညနေခင်း4:30ထွက်မဲ့ကနန်းအခုမနက်ခင်းပိုင်းအတွက်လည်းမရထားဘူးเนาะမတိကြတဲ့ကဏ္ဍတွေပဲထိုးထားရတယ်မနေ့ကကြာတာပရိနေ့12နာရီ10မိနစ်4:30နှစ်ချိန်လုံးမှာတစ်ချိန်မှမရလိုက်ဘူးမပေါက်လိုက်ဘူးဆိုတော့မိတ်ဆွေတွေမျိုးတွေเนาะအခုညနေခင်းအခွင့်အရေးတစ်ချိန်တစ်ခါပဲကြံတယ်ညနေခင်းတစ်ချိန်မှာကဲဟုတ်ပြီမပေါက်လို့မဖြစ်တော့တဲ့အချိန်นี้ညနေခင်းဒါတချို့ဆိုရင်လည်းပတ်ရှင်းတွေထိုးတာတွေများပါတယ်တော်တော်များများကတော့เนาะကဲဟုတ်ပြီပတ်ရှင်းထိုးထားလို့ညနေကိုပေးရတော့မယ်ငွေရှင်းရတော့မယ်ထိုးကြီးတွေเนาะကဲတစ်ပတ်လုံးမှာမပေါက်ထားသေးဘူးဆိုတဲ့မျိုးတွေရှိရင်ယခုလိုက်ရှိုးဗီဒီယိုလေးကိုlike and share လေးတွေနဲ့ကိုညီပေးထားမယ်ဗျာเนาะ share ပြီးသွားပြီဆိုရင်ကဏ္ဍကိုယူဖို့အတွက်ကိုကဲပြီးမဲ့နေရာလေးကပေးရဲ့ messenger ရှိမယ် viber ရှိမယ်ဗျာเนาะ viber သုံးတဲ့မိတ်ဆွေတွေကဲအခုတင်ပေးလိုက်တဲ့ဖုန်းနံပါတ်39ခွန်ခွန်လေး646ခွန်2ဆိုတဲ့ဖုန်းနံပါတ်ဟောဒီက viber မှာ hi မိပါ viber ရှိပါတယ်ဗျာเนาะကဲဟုတ်ပြီ12:10မိနစ်ကဏ္ဍကိုလည်း forward ဘုံမတင်ခင်ကဏ္ဍလေးမထွက်ခင်မှာအားလုံးကိုဖွင့်ရလို့ပြတာပြီးမယ်ကဲအားလုံးပဲ live ထဲကနေမထွက်သွားနဲ့ကဲလူကြီးအားလေးလည်းနင်းငယ်ရောက်လာပြီဆိုတော့ကဏ္ဍကိုဘယ်လိုယူရမလဲဆိုတာလေးချက်ပြောပြပေးမယ်ဗျာเนาะကဲဟုတ်ပြီအခုပေးမဲ့ကဏ္ဍကလည်း4:30အားတရားမလို့တဲ့ဒဲတစ်ခွက်ထဲပဲထိုးရမယ်ပေါက်ကဏ္ဍကိုရမယ်ဗျာเนาะshare ပေါ်ထားပြီဆိုရင် high ပေးပါဗျာ high နာမှာကဏ္ဍကိုလည်းပေးတဲ့ထဲမှာပါသွားမယ် like တွေကနေမထွက်သွားတယ်မနေ့ကလို့ဒဲတွေပဲရမယ်ဗျာเนาะကဲပြီခုမနက်ခင်း12:10မိနစ်ကဏ္ဍလေးကိုလည်းခဏနေဖွင့်ပြပေးမှာကဏ္ဍဖွင့်ပြပြီးသွားရင်တော့ကျွန်တော်တို့ကဏ္ဍပေးပို့မှု share ပေါ်လို့ပေးတာလေးကိုတော့ရန်နာမှာပြီလို့အခုကဲပြီတခါတည်း like ကြည့်ပြီးတော့ high ပြီးတော့ကဏ္ဍကိုယူသွားပြီเนาะ4:30ရာကိုရိုင်းနဲ့ထိုးမှာခုမနက်ကိုလည်းဟောဒီမှာထိုးထားတယ်เนาะမနေ့ကလည်း2ချိန်လုံးထိုးခဲ့တယ်ပေါက်ခဲ့တယ်ရခဲ့တယ်ကဲဟုတ်ပြီဗျာ share ပေါ်တယ်ဗျာနော်ကဲ share ပေါ်တယ်ဟောဒီမဲ့ Jesse မြတ်ကိုဆိုတဲ့အကောင့်ပါရှင်လေး share လေးပေါ်ထားတယ်ကဲမ share တတ်တဲ့မိတ်ဆွေတွေကလိုက်ကြည့်ပြီး live show video လေးကိုကြည့်နေရင် comment နဲ့ဟောဒီကဘေးမှာမြားကွေးလေးရှိတယ်ဟောဒီမြားကွေးလေးကိုနှိပ်ပြီးတော့ GROUP group ဆိုတဲ့လူကောင်းသုံးလုံးပုံလေးကိုနှိပ်ပြီးကဲဒါဆိုရင် group လေးတွေဟောဒီမှာပေါ်လာပြီဗျာနော်ကြိုက်တဲ့ group မှာ share လို့ရတယ်မျိုးတွေ share မဲ့ group လေးတစ်ခုကိုနှိပ်ပြီး post လေးတွေတင်ပေးမယ်ဒါဆိုရင်ဟောဒီ group လေးတွေထဲမှာတူတီကြောင်ရှုံးများတဲ့မိတ်ဆွေတွေ line ပေါ်မှာကဏ္ဍတွေဝယ်ထိုးပြီးလိန်ခံနေရပါတယ်ဆိုတဲ့မျိုးတွေအများကြီးနော်ရှိပါတယ်ကဲဟုတ်ပြီသူတို့မြင်သွားရဆိုရင် share ပေးတဲ့သူလည်းเนาะအချိုးမရုပ်ပါဘူးကဲကြောက်တဲ့ live ဝင်ပေးရဆိုနဲ့တဲကဲဟုတ်ပြီအခုလို group လေးတွေမှာ share ပြီးပြီဆိုရင်ရှေ့ကိုမြားလေးနဲ့တစ်ချက်ပြန်ထွက်ပြီးသွားရင်နောက်တစ်ချက်ဟောဒီကမြားလေးကိုပဲထပ်နှိပ်ပြီးသွားရင်ကဲအများမြင်အောင် public လေးနဲ့ share မှာ share လေးပေါ်မယ်เนาะ public မဖြစ်ဘူးဆို public လေးကိုပြောင်းလိုက် friend တို့ only me တို့ဖြစ်နေတယ်ဆိုရင်အပေါ်ဆုံးမှာကဘာလုံးပုံလေးနဲ့ public ဆိုတာလေးနှိပ်ပြီးသွားရင် DON အကြောင်းကိုနှိပ်ပြီးရင် share now လေးနှိပ်လိုက်ဒါဆိုရင် share ပေါ်သွားပြီเนาะကဲ live လက်မအသေးလေးတွေနှိပ်ခဲ့ share ပြီးသွားရင် comment လေးမှာ okay လေးမှန်းခဲ့ပြီဗျเนาะဘာထိတ်စီးတဲ့ကဲဘာကိုပြောတာလဲမသိ sound share ဆိုတဲ့အကောင့်ပါရှင်လေးထိတ်စီးလဲစရာပေးမှာမဟုတ်နောက်ပိတ်လေးပေးမှာမဟုတ်ထိတ်စီးရောနောက်ပိတ်ကိုပြန်စရာလှန်စရာမလိုတဲ့တကွက်သေးပဲပေးမှာပါအားလုံးဒီတကက်သေးပဲပေးမှာလိုက်ထဲမှာတော့မဖွင့်ပြပေးဘူးဗျာနော်ပေးရ Messenger Viber ကနေပေးမှာဗျာကဲဟုတ်ပြီရောဒီမှာ share လေးတာဆိုရင်ပေါ်သွားပြီကဲဒီမှာနော်နေကိုညီလေး share မပေါ်သေးဘူး share ပေါ်သွားပြီဆိုတဲ့မိတ်ဆွေတွေကကဏ္ဍကိုယူဖို့အတွက် Messenger မှာ hi ရမယ်ဗျာနော် Messenger မှာမ hi နိုင်ရင်ကြည့်ပေးဗျအကောင့်တွေလွယ်ပြီးတော့နော်အကောင့်တူတွေမှာသွား hi ပြီးတော့အလိန်တွေခံလိုက်ရတဲ့သူတွေမနေရဆိုလဲတယောက်ပါသွားတယ်နော်အဲ့ဒါကြောင့်တေချာလေးကြည့်ပြီးဖုန်းမှန်ကိုထောက်လိုက် ကဲဒီမဲ့ 2D ဆိုတဲ့ profile ပုံလေးရှိတယ်နော်မြန်မာ 2D ဆိုတဲ့စာအုပ်နှိပ်လိုက်လေရတယ်ကဲကြိုက်တာကိုနှိပ်လိုက်ပြီဆိုရင်ဟောဒီမဲ့ POSTS post ဆိုတဲ့နေရာလေးကိုနှိပ်ရမယ်နှိပ်ပြီးတော့ရင်အပေါ်လေးကိုဆွဲတင်လိုက်ဒီမဲ့ Messenger ဟိုင်းပြီးတော့ပေါက်ကနန်းကိုယူပေးပါလို့ရေးထားတဲ့စာလေးနော်အပေါ်ဆုံးမှာဆွဲလိုက်ခြင်းမြင်ရလိမ့်မယ်ဗျာနော်ကဲမြင်ရပြီဆိုဒါလေးကိုနှိပ်လိုက်ပြီဆိုရင်ကဲဒီမဲ့ send message ဆိုပြီး Messenger ပုံလေးရှိတယ်တေးသေးလေးနော်ကဲ send message ဆိုတာလေးကိုနှိပ်လိုက်ကဲဒါဆိုရင်ဒီမဲ့လေးဗျာနော်စာလေးရိုက်လို့ရပြီကဏ္ဍကိုဟောဒီကနေလာယူလိုက်ကဲ Viber သုံးနေဆိုတဲ့မိတ်ဆွေတွေက Messenger မှာ hi နေတယ် Viber မှာ hi နာပို့တည်ကြတယ်စိတ်ချရတယ်တခြားဖုန်းနံပါတ်မရှိဘူးခုတင်ပေးထားတဲ့ဖုန်းနံပါတ်39944646ခွန်နေဆိုတဲ့ဖုန်းနံပါတ်တစ်ခုတည်းပဲရှိမယ်ဗျာနော်တခြားဖုန်းနံပါတ်တွေဆိုအလိမ်ညာတွေဖြစ်ပါလိမ့်မယ်သတိထားပါဗျာနော်ကဏ္ဍကိုပေးဖို့ပေးတဲ့အခါမှာအခုစပြီးတော့ပေးတော့မယ် Messenger မှာစပြီးတော့ပေးမယ်ဗျာနော် Viber မှာ Messenger ကသူလေးတွေပြီးမှ Viber လှည့်လာမယ်ကဏ္ဍရောက်ပြီဆိုရင်ရတဲ့နေရာကနေပဲအကြောင်းပြန်ပြီး okay လေးပြန်ပြီးပတ်တီးမရှိဘူးငါညီလေးနော်ပတ်တီးလုံးဝမရှိဘူး
ပတ်စရာလည်းမလို့ပတ်သီးတွေနော်တူးတွေကိုမွေးတာတွေပို့ဆိုးသွားလိမ့်မယ်ဘာလို့လဲဆိုတော့ထိုးကြီးတွေဒါနော်တပတ်ပြန်တွက်လိုက်မနေဘူးထိုးကြီးကုန်တာကိုမမြင်ကြဘူးတော်တော်များများနော်ထိုးနေကြတဲ့သူတွေကပြန်တွက်ကြည့်လိုက်ပါဟာလားတရက်မပြောနဲ့တစ်လားနေတစ်ခါတော့ပြန်ပြီးတော့စင်းရှုပ်ကြည့်လိုက်ဟုတ်ပြီလားဘလောက်တွေများလဲထိုးကြီးတွေတတိမထားမိရပဲရှိတယ်နော်အကျွေးထိုးလဲပေးရတာပဲကိုပစံနဲ့ဟာလားအကြတော့ပြောချင်တာအခုလိုက်ထဲမှာကနန်းကိုတစ်ချိန်တော့ပေါက်ပြီးရင်ထီမီတော့ထိုးမယ်နော်ဒါပေမဲ့ပေါက်ကနန်းကိုလည်းဆရာဘကအတိအကျပေးမယ်ကနန်းပေါက်ပြီးအကျွေးကြေပြီးရင်လုံးဝမစော့တော့ဘူးလို့ဆုံးဖြတ်ထားတယ်ဆိုတဲ့မိတ်ဆွေတွေရှိရင်တခြားဘယ်ကနန်းမှမထိုးနဲ့အခု430ကျပို့ပေးလိုက်တဲ့ကနန်းကဲအခုပြောထားတဲ့စကားတွေလည်းအားလုံးเนาะ record တွေရှိတယ် screen record တွေယူထားလိုက်เนาะပြောသလိုမဖြစ်ဖ ೇನೆ ထိုးကြီးကုန်သွားတယ်ဆိုရင်ကြိုက်သလိုနာမည်ဖြတ်လိုက်ကဲဟုတ်ပြီအခုပေးလိုက်တဲ့430ကနန်းရောက်ပြီဆိုရင်ကနန်းမှာဟောဒီမှာကတ်မှာပါတဲ့ကျူဝါလေးကလကားအလှထည့်ထားတာမဟုတ်ဘူးကတ်မှာပါတဲ့ကနန်းနဲ့ကျူဝါကုတ်ကိုစကန်လေးဖတ်ကြည့်လို့ရတယ်အင်တာနက်လေးတော့ဖွင့်ပြီးတော့ဟောဒီမှာအပေါ်ကနေဆွဲချလိုက်ဖုန်းတိုင်းမှာပါတယ်เนาะဒီဘက်မှာမရှိဘူးဆိုကဲဟုတ်ပြီဟောဒီဘက်ဘေးလေးကိုဆွဲကြည့်ကိုဖုန်းတိုင်းမှာပါတယ်ဗျာနော်စကန်နာဆိုတဲ့ဟာလေးရှိရကဲစကန်နာဆိုတာလေးကိုနှိပ်ပြီးတော့မနေ့ကဆရာတို့ဒါပေါက်ခဲ့တယ်ရခဲ့တဲ့ကနန်းကျူဝါကုတ်လေးနဲ့စကန်အဆန်းဖတ်ပြပေးမယ်ကဲဟုတ်ပြီဟောဒီမှာဒါမနက်ခင်းမှာပေါ်လာတဲ့ result ကိုကြည့်လိုက်နော်ကဲဟုတ်ပြီကျူဝါကုတ်စကန်ဖတ်လိုက်လို့ပေါ်လာတဲ့ကနန်းနဲ့ကတ်မှာပါတဲ့ကနန်းနဲ့ကဲတူညီရမယ်ဟုတ်ပြီဗျာနော်ကဲညနေ4:30တဲတွေပဲမနေ့ကလဲဆရာတို့တနေ့ကုန်ရထားခဲ့တယ်ထိုးကြီးတွေတော့မနေသေးနဲ့ဟောဒီမှာကျူဝါကုတ်မှာစကန်ဖတ်လိုက်လို့ပေါ်လာတဲ့ကနန်းနဲ့430ကဲ30ဆိုတဲ့ကနန်းဟောဒီမှာအားလုံးအဲ့ဒီလိုမျိုးလေးနော်စစ်ဆေးကြည့်လို့ရပေါက်ပြီးစရာမလိုဘူးပြောပြီးသားအခု live ထဲမှာ share လေးပေါ်အောင် share ပြီးရင်ကနန်းကိုလာယူအလှည့်ကြလေးရမယ်အရင် highlight သူအရင်ရမယ်ဗျာနော်အဲ့ဒါကြောင့်မို့လို့ကိုယ်လည်းမရောက်သေးလို့ကနန်းမရသေးဘူးဆိုရင်မပို့ပေးဘူးအထင်နဲ့ live ထဲကနေမထွက်သွားနဲ့အခုမနက်12နာရီ10မိနစ်ကနန်းကိုကနန်းမထွက်ခင်ဖွင့်ပြပေးမှာဖြစ်တဲ့အတွက်နော်ဖွင့်ပြပေးပြီးသွားရင်ညနေ4:30ကနန်းအခု free ပေးနေတဲ့ share ပေါ်လို့ပေးနေတဲ့ဟာလေးကိုတော့ရန်နာမှာဗျာနော်ထိုးကြီးတော့မနှဲသေးနဲ့နော်စိတ်ချလက်ချတို့ကန်ဆန်းစရာမလိုဘူးဟုတ်ပြီနော်မိတ်ဆွေအခု4:30ကနန်းကိုရပြီဆိုရင်ဘယ်သူလာတောင်းပြန်မပေးနဲ့ကနန်းသာမပေါက်ကြဖို့လေးပဲအခုကနန်းရသွားတဲ့မိတ်ဆွေတွေဘက်ကတာဝန်လေးယူပေးညနေခင်းအလွဲလျှော်လဲလုံးဝမခံနိုင်ဘူးကနန်းကိုလည်းဆရာတို့အတိအကျရထားပါတယ်ကဲထိုးကြီးတွေကတော့များမယ်ဆိုလဲဒိုင်လေးတော့ဖြန့်ထုတ်ဟုတ်ပြီလားဆရာကိုယ်တိုင်လည်းညနေခင်းကိုအော်မှာခုမနက်ခင်းတော့မှ3,600မို့ရထားတယ်နော်ကဲထီထီမိမိပဲထိုးဖို့လိုမယ်ချုံကြီးတစ်ခါလဲကြေလို့ကဲဟုတ်ပြီဗျာနောက်စကားတွေပြောနေရတဲ့ကနန်းပေးတာလေးနောက်ကျပါပြီစပြီးတော့ပေးလိုက်တော့မယ်ဗျာနော် Messenger မှာ4ယောက်ဟိုင်းလာပြီဗျာနော်အဲ့4ယောက်ကနန်းလေးစပေးဖို့ပေးလိုက်မယ်နာမည်တော့မခေါ်ပြီးတော့ notification လေးကြားလိမ့်မယ် Messenger မှာစာဝင်တဲ့အတန်လေးကြားရင်ကနန်းရောက်လာမရောက်ဘူးလားတွက်ကြည့်ပေးရောက်တယ်ဆို okay လေးပဲပြန်ပြီလုံးဝမအားနဲ့တဲပဲထိုး
ကဲဟုတ်ပြီဗျာနော်အော်မခိုင်ရေဟုတ်ကဲ့ပါစိတ်ချပါဗျာနော်ကဲတီဗီဆိုတဲ့ကောက်မှရှင်လေးရှစ်ပေါ်ထားတယ်ညီလေးနေကိုဟုတ်ပြီငန်းကြီးနော်ဟိုင်းထားပြီးရင်ခဏလေးစောင့်ပေးနေငန်းကြီးနော်အလဲတလဲဒီပေးတော့မယ်ကဲအင်တာနက်လိုင်းရလဲနော်မကောင်းဘူးကြည့်လို့အဆင်မပြေဘူးဆိုရင်တော့ကဲနော်ကနန်းကမရောက်သေးရင်လည်းမရောက်သေးတဲ့မျိုးတွေနော်ခဏလေးတီးခတ်ပြီးစောင့်ပြီးအင်တာနက်လိုင်းရလဲမြန်မာတနိုင်ငံလုံးနှီးပါတည်တဲ့အတိုင်းခုနောက်ပါနော်တိတ်အဆင်ပြေနေဘူးကဲ VPN ခက်ခဲရတမျိုးအင်တာနက်လိုင်းရလဲမကောင်းမြောင်ဖြစ်နေတယ်ဗျာနော် Viber ဆိုတာပို့ပေးရတာတယောက်ကိုပေးပို့ပေးတဲ့အခါကျလို့ရှိရင်ဒါတော်တော်နဲ့ငေါမရောက်ဘူး software ကြောင့်လား internet ကြောင့်လားနှစ်ခုလုံးကြောင့်လားတော့မသိဘူးဗျာနော်ကနန်းအခုရထားတဲ့မျိုးတွေကြပို့ပေးထားလို့ရောက်ထားပြီဆို okay လေးတွေပြန်ပြီးတော့နော်ပေါက်ပေးပေးရမလို့ဘူးပြောပြီးသားကနန်းကြီးမှာကြီးနော်ဘာမှပေးသွင်းစရာမလိုဘူးခဏနေရင်တော့ဆရာတို့နော်ရှယ်ပေါ်လို့ပေးတာလို့ရန်နာမှာဖြစ်တယ်ပေးနေတာကအခု12နာရီ10မိနစ်မဟုတ်ဘူးနော်4:30မှဒါထွက်မဲ့ကနန်းဖြစ်တဲ့အတွက်ထိုးချိန်လုံးဝမှီပါတယ်နော်ကနန်းဟိုသာမပေါက်ကြသေးရင်ထိုးကြီးလေးများမယ်ဆိုတဲ့တိုင်း2တိုင်း3တိုင်းလောက်ဖြန့်ထိုးကဲနောက်ပြီးတော့ဒီထိုးတာတိုင်းတွေကိုလည်းနော် line board တွေမှာကိုမမြင်ဘူးမတွေ့ဘူးတဲ့ဟာလားခုမနက်မဟုတ်ပါဘူးနော်ညီလေးဟိုခုမနက်ကနန်းဟိုမနေ့က live မှာပေးထားတယ်အခုမနက်ခင်ဖုန်းဆက်ပြီးတော့လာယူထားတဲ့သူလေးတွေနဲ့နော်ပေးလို့လည်းမရတော့ပါဘူးငန်းကြီးအော်မခိုင်ကခုမနက်ထိုးထားတာဟုတ်တယ်မခိုင်ကခုမနက်အတွက်ကိုပေးထားတာမခိုင်ကိုကဲမမလေးဆိုတဲ့ကောက်ပါရှင်လေးဟုတ်ကဲ့ပါကိုမတ်မှာတစ်ခါမှတ်ပြီးရင်ရပြီဗျာနော် share ပေါ်လားမပေါ်ဘူးလားဟိုဒါသိကျင်တဲ့အတွက်မှန်ခိုင်းတာဗျာနော်ကနန်းကိုယူရမှာကဖုန်းနံပါတ်ဆရာတင်ထားပေးတယ် screenshot လေးရိုက်တဲ့ screenshot လေးရိုက်တာမရိုက်တဲ့ဘူးဆိုစာရွက်လေးယူပြီးတော့ရေးမှတ်ထားလိုက်တခြားဖုန်းနံပါတ်တွေနဲ့နော်ပေးပို့ပြီးတော့ငွေလွှဲခိုင်းတာတွေဖုန်းဆက်ခိုင်းတာတွေစကားတွေလာပြောတာတွေနော်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါပြန်ပြီးတော့မပြောပါနဲ့နော်လိန်တဲ့သူကတော့စကားကိုမျိုးမျိုးလှည့်ပတ်ပြီးတော့ဟာလားပြောမှာပဲမယုံအောင်အနည်းအားဆိုရင်ဒါတယောက်နော်အဲ့လိုဖြစ်သွားလို့ဒါတော့မှသူ့အမျိုးသားဖုန်းဆက်လာမှကတိတယ်ကဲပြီးတော့ငွေရလွှဲလိုက်ပြီတဲ့နော်လိန်ခံလိုက်ရတယ်တယောက်ကဲဟုတ်ပြီဗျာနော်အခုကနန်းကို Messenger မှာပေးပို့ပေးထားတဲ့မိတ်ဆွေတွေ okay လေးပြန်ပြီးတော့ကဲမ share တတ်သေးဘူးဆိုတဲ့မိတ်ဆွေတွေရှိသေးလားဟိုင်းထားပါတယ် Viber ဟုတ်ကဲ့ပါကိုမြတ်လင်းရေနော်ခဏလေးပါနော် Viber ကမပို့ပေးရသေးဘူးလောလောဆယ်က Messenger မှာစပြီးတော့ကျွန်တော်ပေးနေတာမို့လို့ Viber ကတော့ပို့ပြီးတော့စိတ်ချရပါနော် Viber သုံးတဲ့မိတ်ဆွေ Viber WhatsApp လည်းရှိတယ်ဗျာနော်ကြိုက်တဲ့နေရာမှာဟိုင်းလို့ရပါတယ်ကဲဟုတ်ပြီအခုကနန်း430အတွက်ကိုဘယ်လိုပေးနေရလဲမသိဘူးအခုမှ live ထဲမှာရောက်လာတဲ့မိတ်ဆွေတွေရှိတယ်ကဲနောက်ဆုံးတစ်ခေါက်အနေနဲ့ပြပေးမယ်ပြောပေးမယ် share လေးအခု live show video လေးကိုပေါ်အောင် share သွား group share လေးတွေအများကြီး public လေးနဲ့ share ရမယ်မနေ့ကလို့ဆရာတို့နော်ကဲထပ်ပြီးတော့တေချာတဲ့ကနန်းတွေကိုပဲရထားတာဖြစ်တဲ့အတွက်ကနန်းတိကျတေချာဖို့ထွက်လာဖို့ကဆရာဘက်ကတာဝန်2ကွက်3ကွက်တွေလည်းမပေးဘူးအခုကြည့်နေတဲ့မိတ်ဆွေတွေလာယူတဲ့မိတ်ဆွေ10ယောက်ရှိရင်10ဦးကို10ကွက်ပေးနေတာမဟုတ်ဘူးဟောဒီကတကက်သေးတစ်ကွက်သေးကိုပဲကိုယ်တိုင်လည်းထိုးမဲ့ကနန်းခုမနဲ့လည်းထိုးထားတယ်ကဲဟုတ်ပြီခဏနေတော့ကနန်းလေးပွင့်ပြပြီးတော့မှ430ကနန်းကိုအခုမရသေးဘူးဆိုတဲ့မိတ်ဆွေတွေမဟိုင်းရသေးဘူးဆိုရင်ဟိုင်းရမယ့်နေရာတွေကိုလည်းထပ်ပြပေးမယ်တေချာလေးတော့လိုက်ကြည့်ပြီဗျာနော်ဟိုင်းနာမှာပြီးပို့ပြီးလို့ရမှာပြီးတော့ဟိုင်းနာပြီးပြီဆိုရင်လိုက်ထဲကနေမထွက်တာနဲ့အတစ်နောင်လေးဖြစ်နေမှာကနန်းကိုတော့ပြီးတဲ့ထဲမှာပါမှာအတစ်နောင်မဖြစ်မနေတဲ့သူလေးတွေကိုကြော်ပြီးတော့ကနန်းကိုပြီးသွားမှာဗျာနော်ဒါတခါလေးပြောထားတာပြီးမှနော်ဘလို့ဖြစ်တယ်ပဲညာဖြစ်တယ်နဲ့ Messenger မှာလိုက်ပိတ်ပြီးသွားမှလာပြောတဲ့သူကများလို့ကဲဟုတ်ပြီနောက်ဆုံးတစ်ခေါက်အနေနဲ့ပြပေးမယ်မရှယ်တတ်တဲ့မိတ်ဆွေတွေဟောဒီမှာ live show video လေးကြည့်နေဖုန်းမအန်သားပြင်ဟောဒီမှာအောက်ဆုံးပါဗျာနော်တောက်မှာမြားကွေးလေးရှိတယ်ဒီမြားကွေးလေးကိုနှိပ်ပြီးတော့လူကောင်း3လုံးပုံဟောဒီမှာ GROUP group ဆိုတာလေးအောက်ဘက်နားလေးမှာရှိတယ်ကဒါလေးကိုနှိပ်ပြီးတော့ပေါ်လာတဲ့ group လေးတွေမှာကြိုက်တဲ့ group မှာ share လို့ရတယ်ဗျာနော် share မဲ့ group လေးတွေနှိပ်ပြီးတော့ post လေးတွေတင်ပေးရုံပဲဒါဆိုရင် share လေးတွေကပေါ်သွားလိမ့်မယ်ကပြီးရင်အဓိကကတော့ high တက်ဖို့အရေးကြီးတယ်ဘယ်ကနေ high မှလဲဆိုရင်ဖုန်းမှန်ကိုထောက်လိုက်ထောက်ပြီးသွားရင်ဒီမဲ့မြန်မာ 2D ဆိုတဲ့ပုံကိုနှိပ်လဲရတယ်စာလေးကိုနှိပ်လိုက်လဲရတယ်နော်ကဲဘယ်ရောက်ပဲနှိပ်ကဲဒါဆိုရင်ဆရာပေတဲ့ကိုရောက်သွားပြီပေတဲ့ရောက်ပြီဆိုရင်ဒီမဲ့ဆက်သွယ်ရန်ဖုန်းနံပါတ် Viber ဖုန်းနံပါတ်အတူတူပဲနော်ဒီတစ်ခုပဲရှိတယ်Viber သုံးရင် Viber မှာ hi Viber မသုံး Messenger တစ်ခုပဲသုံးတယ်ဆိုရင်မိတ်ဆွေတွေကဒီမဲ့ POSTS post ဆိုတဲ့နေရာလေးကိုနှိပ်လိုက်နှိပ်ပြီးအပေါ်လေးကိုဆွဲလိုက်ဒီမဲ့ Messenger သို့မဟုတ် Viber မှာ hi ပြီးပေါက်ကနန်းယူပေးပါလို့ရေးထားပါတယ်ဗျာနော်စာလေးကိုမြင်မြင်ချင်းနှိပ်လိုက်မယ်ကဲဒီမဲ့ send message ဆိုတဲ့ Messenger ပုံသေးသေးလေးနဲ့ကဲဟောဒီမှာဒါလေးကိုနှိပ်လိုက်ရင်စာလေးရိုက်လို့ရပြီနော်တန်းပြီးတော့ပေါ်လာပြီဒီကနေ hi ပြီးတော့လာယူရမှာ Viber သုံးရင်တော့ Viber မှာ hi ပြီးပါကဲဟုတ်ပြီဗျာအခုထပ်ပြီးတော့ပေးသွားမယ်မရသေးတဲ့မိတ်ဆွေတွေကဲအားလုံးပဲအခုမနဲ့ထိုးထားတဲ့ကဏ္ဍလေးတွေရှိရင်လည်းကွန်မန့်လေးတွေထဲမှာမှန်တာပဲဆရာတို့ခဏနေရင်ကဏ္ဍအပြောင်းလဲလေးတွေပြောရင်းနဲ့
ဘိုက်ပါမှာဟိုင်းထားတဲ့မိတ်ဆွေတွေကိုကနန်းလေးပေးပို့ပေးတိုင်းပဲရောက်ထားတဲ့မျိုးတွေလုံးဝပြန်မပေးပါနဲ့เนาะဘသူလာတောင်းတောင်းပြန်မပေးပါနဲ့ဒါကလည်းကနန်းမပေါက်ကြသေးဘူးအတွက်မဟော့သွားသေးဘူးเนาะအဓိကရည်ရွယ်ပြီးတော့ကနန်းကိုပြန်မပေးဖို့ပြောနေတာလိုက်တောင်းတဲ့သူတွေရှိတယ်ဗျာเนาะအဲ့ဒါကြောင့်မလို့ကဲဟုတ်ပြီပြန်လဲပို့ပေးတာတွေဝယ်ပါမယ်ပဲပြောမရောင်းနေဗျာเนาะကိုတိုင်းထိုးမယ်ဆိုရင်ပြောတာအရှုံးတွေတကယ်များနေကနန်းအတွက်ကိုကစိတ်ချအလွဲလျှော်လုံးဝမဖြစ်စေရအောင်เนาะကဲဟုတ်ပြီအခုမနက်ကနန်းလေးတော့ခဏနေဖွင့်ပြမရောက်သေးဘူးဟုတ်ပြီငန်းကြီးရေเนาะအခုထပ်ပြီးပြီးသွားမယ်အများနဲ့ပို့ပေးရဖြစ်လို့เนาะကဲအားလုံးတော့တပရိတ်တဲ့တပြိုင်နဲ့ပြီးပို့ပေးလို့တော့မရအောင်ငန်းကြီးရเนาะဒီခဏလေးစောင့်ပေးအချိန်ရပါသေးတယ်နောက်ထပ်เนาะကဲဟုတ်ပြီဗျာကိုခိုင်ဆိုရင် share လေးတော့မပေါ်တာသေးဘူးဟိုင်းရမှာက Messenger Viber မှာဟိုင်းရမယ်ဗျာเนาะကဲဟောဒီမဲ့ Viber ဖုန်းနံပါတ်လေးတင်ထားပေးပါတယ်เนาะဒီအဲ့ဒီဖုန်းနံပါတ် Viber ရှိပါတယ် WhatsApp ရှိတယ်ကြိုက်တဲ့နေရာကလေးဟိုင်းပြီးတော့ကနန်းကိုလာယူအောင်ပဲကဲဟုတ်ပြီအခုမနက်ခင်ကနန်းပြောင်းလဲလေးတွေတည်ကျင်တဲ့အတွက်မိတ်ဆွေတွေကနန်းဘာလေးတွေဖြစ်သွားမလဲအနီးကပ်လေးဆိုတော့เนาะပြောရင်းနဲ့ကဲ Viber မှာဟိုင်းထားတယ်မယ်ဟုတ်ကဲ့ပါစုလိုင်းနဲ့ share ပေါ်ပါတယ်မိရေเนาะ Messenger မှာဟိုင်းပြီးတော့လာယူပြီး Viber တော့ရင် Viber မှာဟိုင်း Messenger မှာကြတော့နော်ကဲဟိုင်းတက်တဲ့မိတ်ဆွေတွေပဲဟာတော့ကြနေဒါအကောင့်တွေကအတုတွေများတယ်ရရဲ့အခု live လွှင့်နေတဲ့နော်ပေရဲ့ပုံတွေယူပြီးတော့ live လေးနေတဲ့နော်သူလေးတွေဒါရှိကောင်းရှိနိုင်တယ် MC setting မှာကဲအပူးလားအပူးကတော့တော်တော်များများ live နေကြရနော်အပူးဘူးဆိုပြီးတော့ဟလာမထွက်သေးဘူးဆိုပြီးတော့ကဲကနန်းကတော့ဘာထွက်မလဲဆိုတာကြိုတော့မသိနိုင်ဘူးဗျာနော်ဘယ်သူမှလည်းဒါမပြောနိုင်ဘူးကဲ33လည်းဖြစ်နိုင်တယ်လို့เนาะတခြားဘယ်ကနန်းပဲဖြစ်ဖြစ်ဟလာအပူလည်းဒါပြောင်းနေရဆိုပြီးလိုက်ရင်းနဲ့ဟလာတချို့ဆိုရင်လည်းကနန်းတစ်ခုခုပေါ့เนาะ4ဆိုလဲ4ကဲပြောင်းနေလို့လိုက်ရင်းနဲ့ရှုံးနေကိုမှဟလာများသွားတာမှအိမ်နေရှန်နေပေါင်းအဲ့လိုမျိုးနေထားရည်เนาะဖြစ်သွားတယ်လူတွေလည်းရှိတယ်ထွက်ပြီးသားကနန်းတော့မှပြန်ထွက်သေးရဗျာเนาะဘာမှမဆိုဖြစ်နိုင်တယ်ကဲပြောင်းနေတဲ့ကနန်းလည်းထွက်ရှင်မှလည်းထွက်မှာပဲကဲပူးလည်းဖြစ်နိုင်ပါတယ်เนาะလောလောဆယ်အပူးဆိုမှအပူးလေးတွေကဒါတိုက်ကိုလာနေတယ်ကဲဟုတ်ပြီဗျာเนาะရှောက်လေးပြောင်းသွားပြီကဲနောက်ထပ်ဘာကနန်းလေးတွေဖြစ်အောင်မလဲကဲဟုတ်ပြီရှောက်ခွန်ကနေပြီးရင်နောက်ထပ်ကဲတုံညာထိတ်စီလေးနဲ့လာမယ်ဗျာเนาะတုံညာထိတ်စီကနန်းလေးကိုလည်းအခုနာမည်ပဲမခေါ်ပေးတာအကောင့်နာမည်ကြီးခေါ်ပေးရင်ဘယ်သူတွေရသွားလဲတီးသွားရင်လိုက်တောင်းလို့ဗျာเนาะအဲ့ဒါကြောင့်မလို့အခု notification လေးတွေကြားလိမ့်မယ် ringtone လေးတွေတော့ဖွင့်တာတော့ကြာနေမသိပဲဖြစ်နေမယ်ရှောက်ခွန်ဖြစ်သွားပြီဗျာเนาะကဲ12ကနေတုံညာထိတ်နဲ့လောင်းမယ်ကဲ6ထိတ်စီလေးလာမယ်ဗျာเนาะတုံညာထိတ်ဖြစ်သွားပြီဗျာเนาะရှင်းကဲတုံညာထိတ်စီပြီးတုံညာ2ပြီးသွားရင်နောက်ထပ်ကဲတုံညာ5ဖြစ်သွားပြီကဲပြီးရင်6ထိတ်စီလာမယ်ဗျာเนาะ6ထိတ်အပူးရောဗျာเนาะ6အပူးလာမယ်ကဲ6အပူးလေးဖြစ်သွားပြီဗျာเนาะ6အပူးလေးပြီးသွားရင်နောက်ထပ်ကဲ6ခွန်လာမယ်ဗျเนาะနောက်ပိတ်ပြောင်းမယ်ခွန်နောက်ပိတ်နဲ့6ခွန်ဆိုတဲ့ကဏ္ဍလေးပြောင်းလိုက်မယ်ကဲ6ခွန်ပြောင်းမယ်ဗျเนาะကဲကဏ္ဍပြောင်းတာလေးကတော့နည်းနည်းကြာတယ်6ခွန်ပြောင်းသွားပြီကဲ6ခွန်ပြီးရင်9ထိပ်စီ8နောက်ပိတ်နဲ့9 8 58ဆိုတဲ့ကဏ္ဍလေးထပ်ပြီးတော့ပြောင်းလိုက်မယ်98ကဲ98ပြောင်းသွားပြီဗျာเนาะ98ပြီးသွားရင်နောက်ထပ်ပါလာမယ်ဆိုခွန်ထိပ်စီးလာမယ်
ခွန်ရှစ်ဆိုတဲ့ကဏ္ဍလေးပြောင်းလိုက်မယ်ကဲခွန်ရှစ်ဆိုတဲ့ကဏ္ဍလေးပြောင်းပါပဲဗျာနော်ငါရှစ်ကနေပြောင်းမဲ့ကဏ္ဍကခွန်ရှစ်ဆိုတဲ့ကဏ္ဍလေးခင်ဖြိုးဝေရောက်ခဲ့ပါရှင်းပေါ်ပါတယ်ဗျာနော် Viber Messenger ကဲ Viber ကအခုတင်ပေးထားတဲ့ဖုန်းနံပါတ်ကဲပြီးရင်ခွန်ရှစ်ပြောင်းမယ်ငါရှစ်ကနေကဲခွန်ရှစ်ပြောင်းသွားပြီကဲပြီးရင်ရှစ်နှစ်ပြောင်းမယ်ဗျရှစ်နှစ်ဆိုတဲ့ကဏ္ဍလေးပြောင်းမယ်ရှစ်နှစ်ပြီးရင်၄လျှောက်လာမယ်နော်4 6 4လျှောက်ဆိုတဲ့ကဏ္ဍလေးထပ်ပြောင်းလိုက်မယ်ဗျာနော်ရှစ်နှစ်ပြီးသွားရင်၄လျှောက်ကဲ၄လျှောက်ပြောင်းသွားပြီ၄လျှောက်ပြီးသွားရင်ကဲ8 3ပြောင်းမယ်ဗျ8 3ကဲဟုတ်ပြီဟိုင်းပြီးခဏလေးပါဗျာနော်ကဲအားလုံးပြီးမှာပါ8 3နောက်ထပ်8 3ပြောင်းမယ်၄လျှောက်ကနေ8 3ပြောင်းမယ်8 3ပြီးသွားရင်ကဲ6 4လာမယ်ဗျ8 3ပြီးရင်6 4လာမယ်ကဲ6 4လာပြီဗျာ6 4ပြီးသွားရင်ကဲ9ထိပ်စီနဲ့နောက်ပိတ်ကခွန်နဲ့9ခွန်ဖြစ်မယ်ဗျာနော်ကဲဟုတ်ပြီဗျာဘာလေးထိုးထားလဲခွန်လေးငယ်လေးဟုတ်ကဲ့ပါဗျာနော်ပေါက်ပါသေးဗျကဲ9ခွန်ပြောင်းမယ်9ခွန်ပြီးသွားရင်ကဲအပူးလေးလာမယ်ဗျာနော်4အပူးလာမယ်4 4အပူးဖြစ်မယ်နောက်ထပ်ပြောင်းမဲ့ကဏ္ဍက4အပူးဖြစ်မယ်4 4ဆိုတဲ့ကဏ္ဍလေးလာပါလိမ့်မယ်ဗျာနော်ကဲ4 4အပူးလေးဖြစ်သွားပြီ4အပူးပြီးသွားရင်ကဲနောက်ပိတ်လေးပြောင်းမယ်3ညနောက်ပိတ်နဲ့4 3ညဆိုတဲ့ကဏ္ဍလေးဖြစ်လိမ့်မယ်ဗျာနော်4 3ညဆိုတဲ့ကဏ္ဍလေးနောက်ထပ်ထပ်ပြီးတော့ကဲပြောင်းပါလိမ့်မယ်ကဲပြောင်းသွားပြီဗျ4 3ညပြီးသွားရင်ကဲ3ထိပ်စီနောက်ပိတ်ခွန်နဲ့3ခွန်ဆိုတဲ့ကဏ္ဍလေးကဲပြောင်းလိမ့်မယ်ဗျာနော်3ခွန်ဆိုတဲ့ကဏ္ဍပြောင်းပါမယ်3ခွန်ပြောင်းပါမယ်ဗျာနော်40ကနေပြောင်းမဲ့ကဏ္ဍက3ခွန်ကဲ3ခွန်ပြောင်းသွားပြီကဲပြီးရင်8ထိပ်လာမယ်နောက်ပိတ်2နဲ့8နှစ်82ဆိုရဲကဏ္ဍလေးထပ်ပြီးတော့ပြောင်းမယ်ကဲ82ဆိုရဲကဏ္ဍလေးပြောင်းလိုက်မယ်ဗျာနော်82ပြောင်းသွားပြီကဲပြီးရင်40လာမယ်ဗျ40 4ထိပ်3ညအပိတ်နဲ့4 3ည8နှစ်ကနေ4 3ညပြောင်းမယ်8နှစ်ကနေပြီးတော့4 3ညကဲပြောင်းသွားပြီကဲဘာနဲ့ပြီးမှလဲ4 3ညနဲ့ပဲပြီးမှလားကဲဟုတ်ပြီဆရာပါပေးထားလေးပြပေးဆိုတဲ့မိတ်ဆွေတွေကိုဆရာပေးထားတဲ့ကဏ္ဍလေးကိုပြပေးမယ်အားလုံးတေချာလေးကြည့်ပေးအခုမနက်အတွက်ကို4 3ညနဲ့တော့မပြီးသေးချင်ထိတ်စီးရတော့ဟုတ်တယ်နောက်ပိတ်လေးက1နဲ့ပေးထားတယ်4 1ဆိုတဲ့ကဏ္ဍကိုဒဲပဲပေးထားတယ်အော်ခိုင်းထားတယ်အားလုံးကိုဒိုင်ပဲဖြန့်ထိုးခိုင်းထားတယ်40နဲ့ပဲပြီးမယ်နဲ့တူပဲဗျာသွားပါကဲစိတ်မပူနဲ့ဗျာနော်ပေးထားလို့ဒါပေးထားတဲ့အတွက်ထိုးထားတဲ့မိတ်ဆွေတွေရှိရင်လိုက်ထဲမှာနော်ဆွမ်းနာဘသူလဲတယောက်တွေးလိုက်ပါတယ်မခိုင်ကဲနော်ထိုးကြီးလေးတွေပဲလာပြောပေးအားလုံးနော်ဝင်ကဲဗျာပြောရင်းဆိုရင်လည်းကဲပြောင်းသွားပြီထပ်မပြောင်းတော့မရှိန်းတော့နဲ့နောက်ပိတ်လေးနော်ကဲနောက်ဆုံးရက်ပွဲသိမ်းဘာလေးနဲ့ပြီးတော့ဇာကွက်ထဲတော့မဝင်လာသေးဘူးဗျနော်ကဲကဏ္ဍကတော့ကဲဗျာပြီးသွားပြီ၄ 1ကဲအခုမနက်12နာရီ10မိနစ်မိတ်ဆွေတွေအားလုံးပဲကဲမခိုင်ကြီးနော်4000ဝယ်ဘူးဟုတ်လားသွားထုတ်လိုက်တော့မခိုင်ကဲဟောဒီမဲ့4 1ဆိုတဲ့ကဏ္ဍကဲဟောဒီမဲ့ဒဲပဲနော်ဒဲပဲပြီးခဲ့တယ်ဒဲခဲ့အကုန်လုံးရသွားပြီကဲကျူဟာလေးလားစက္ကန့်လေးဖတ်ပြအောင်မယ်ဗျာနော်ကျူဟာကုတ်စက္ကန့်လေးကဲပြပေးအောင်မယ်ကဲဟုတ်ပြီလိုက်ထဲမှာပေါက်လိုက်ကြတဲ့မိတ်ဆွေတွေရှိလားအခု4နာရီ30ခဏမရထားသေးဘူးဆိုတဲ့မျိုးတွေကလိုက်ထဲကနေမထွက်သွားနဲ့အောင်အခွင့်အရေးထပ်ပြီးတော့ရမယ်လူဦးရေကနောက်ထပ်ဇာဘက်ကနေ9ဦးပဲပြီးလို့ရမှာဗျနော်အဲ့ဒါကြောင့်မလို့ဖုန်းနံပါတ်လေး screenshot ရိုက်တာဖုန်းဆက်လို့ရတဲ့မိတ်ဆွေတွေက live ပိတ်သိမ်းပြီးမှဖုန်းကိုဆက်ပြီး message ရနေမဟိုင်းနဲ့ကဲဒီမှာ4 1ဆိုတဲ့ကဏ္ဍနော် QR code ဒီမှာ second result လေးပြပေးမယ်ကဲဟောဒီမှာကြည့်ပေး result လေးပေါ်လာလိမ့်မယ်ကဲဒီမှာ Thailand Lottery Office 100% က4နာ12နာရီ10မိနစ်ပြီးရင်
41 latest ဆိုတဲ့ကနန်းကဲဟုတ်ပြီနော်ကျူအာကုတ်လေးတွေဒါမနေ့ရကနန်းနေလဲကျူအာကုတ်စကန်လေးတွေဖတ်ပြပြီးကဲဟုတ်ပြီဗျာနော်ခဏနေတော့ live show လေးပိတ်သေးမှာမလို့ဖုန်းနံပါတ်လေးကိုမမားနေနဲ့မလွဲသေးနဲ့တခြားဖုန်းနံပါတ်မရှိဘူးဗျာနော်3994464669ဆိုတဲ့ဖုန်းနံပါတ်တစ်ခုတည်းပဲရှိမယ်4:30ကနန်းဒဲပဲထိုးရမယ်အခုမနေ့ကနန်းလိုမျိုးပဲအတီးကြဖြစ်မယ်ရမယ်ဗျာနော်ကနန်းတော့လုံးဝ 100% ဆေးရှလို့ရမယ်ဒါပေမဲ့အခုလာယူမဲမိတ်ဆွေတွေကတယောက်တည်းထိုးမှတေချာမှတော့လာယူပြီပြန်ရောင်းတာတွေတခြားသူကိုပြန်ပေးတာတွေနှစ်ယောက်ပေါင်းပြီးတော့ယူတာတွေလုံးဝလုံးလို့မရဘူးကနန်းဟိုကလည်းပေါက်ပြီးတော့ရမှာမဟုတ်ဘူးဗျအခုအကန့်အသတ်9ဦးထားပြီးတာကနန်းတက်မုံဝေတဝက်အရင်သွင်းရမယ်ဗျာနော်အပြည့်သွင်းနေရမလို့ယူမယ်ဆိုတဲ့မိတ်ဆွေတွေကနန်းတက်မုံဝေဘလောက်နော်တဝက်သွင်းရမလဲဆိုတာကိုသိကျင်နေဆိုရုံနဲ့လည်းဖုန်းဆက်ပြီးမေးလို့ရတယ်ဝယ်ဖို့စီစဉ်တော့မရှိဘူးเนาะဒါပေမဲ့ကနန်းကြီးတဝက်သွင်းရမှာကဘလောက်လဲသိကျင်လမ်းမေးပါဗျာเนาะလိုက်ထဲမှာလုံးဝပြောပြပေးမှာမဟုတ်ဘူး9ဦးပဲရမယ်လိုက်ပိတ်သိမ်းပြီးရတယ်စပြီးတော့လက်ခံပြီးမယ်အာမခံချက်အနေနဲ့ကြတော့အကယ်၍ဒါရှာပေးရကနန်းလွဲတာပြီးဖြစ်အာဘက်ကနေထွက်တာပြီးဖြစ်ဝယ်ထားတဲ့ဝယ်ကြီး3စားနဲ့ထိုးကြီး2စား5စားပြန်ရော်ပေးမယ်ငွေမလိုချင်လို့ကနန်းမဲအစားပြန်ယူမယ်ဆိုလဲရတယ်ကြိုက်တာယူလို့ရတယ်ကနန်းကိုသာမပေါက်ကြသေးနဲ့တယောက်တည်းထိုးမှသာတေးကြပါသေးလွဲလျှော်မရှိဘူးလုံးဝလွဲလျှော်လဲမခံပါဘူးเนาะကဲဟုတ်ပြီငွေလေးနဲ့တွားရှင်းအောင်ပါမလို့ live show လေးကိုတော့ဒီညမှာပဲရက်နာမယ်ဗျာเนาะကဲပေါက်တာကတော့အခုလိုမျိုးကနန်းထွက်ပြီးပေါက်ပြီးကမှเนาะနဲတယ်ဆိုပြီးတော့နောင်တရနေလို့တော့မရဘူးအဲ့ဒါကြောင့်မို့လို့လုံးဝကနန်းကိုတော့အတီးကြရမယ်ထိုးကြီးကိုအဓိကတော့ပြောကြအနည်းဆုံးကိုယ့်ရဲ့ရှုံးကျွေးလေးပြီးစရာကျွေးလေးရောရှေ့အောင်တော့ထိုးပေါ့ဗျာเนาะကဲဟုတ်ပြီအကျွေးတွေကြေးပြီးရင်ရှုံးကျွေးတွေအကုန်ဆက်ပြီးရင်လုံးဝမစော့တော့ဘူးမထိုးတော့ဘူးလို့ဆုံးဖြတ်ထားတဲ့မိတ်ဆွေတွေရှိရင်เนาะ9ဦးပဲရမှာမလို့အမြန်ဆုံးလေးဖုန်းတိုက်ရိုက်ဆက်လို့ရဆက်လိုက်ဖုန်းဆက်လို့အဆင်မပြေတဲ့နိုင်ငံရေးရှားကမိတ်ဆွေတွေလည်းပါတယ်ဆိုရင် Messenger ရှိရယ် Viber ရှိရယ် WhatsApp ရှိတယ်ဗျာเนาะကဲအားလုံးပဲ live show လေးကိုတော့ဒီညမှာပဲရက်နာပါမယ်ညနေခင်းကိုကဲအားလုံးပဲပေါက်ကြပါသေးဗျာเนาะကံကောင်းပါသေးကဲစီငွေတော့တော့ပြီးသွင်းပြီးပါရပါဗျာเนาะကျန်တဲ့ငွေကပေါက်ပြီးတော့သွင်းပေးရမှာပါဗျာเนาะကနန်းကြီးတဝက်ကဘယ်လောက်သွင်းရမလဲလာမေးပြီးပါလိုက်ထဲမှာပြောပြပေးပါဦးเนาะဖုန်းနံပါတ်လေး screenshot လေးရိုက်ထားပြီဗျ9ယောက်ပဲရမယ်ကနန်းကိုတော့ခုနေ့ကမြန်မာစံတော်ချိန်တနာရီခွဲမှာ9ယောက်လုံးအတူတူပေးမှာ